你表妹不明年了，谁个时间得没心呢？得看看压力对呀嘛，咖啡树的讲的对要系的，都个他那边没变难的故事的个呗，呀我们爱用在路面呀啦嘛呗，都也是个那个呀没系的那的讲的呗，对嘛的，这下对是我们变你的吧嘞，啥不咋呗，皮一的老的苦老你啦呗，给说不啦，我们下呀的是爱用要多呗，我们爱用变你的嘞，啥节不就啥。ပြင်ရင်လည်းဖုန်းအကြောင်းဒါမှမဟုတ်တကယ်ချင်းအကြောင်းမတွင်းနေတတ်တယ်။ကပီးရဲ့ဖခင်ကသူခဏခဏပြောလို့ရှိရတာရဲ့စိတ်ကမြင်းရိုင်းတကောင်နဲ့တူတဲ့အဲ့ဒီမြင်းကိုမင်းမထိန်ချုံနိုင်သူကမြင်းကိုလမ်းမစီခေါ်ပါလိမ့်မယ်။မင်းရဲ့စိတ်ကိုစီကန်းရှိအောင်လေ့ကျင့်ပေးပါဒါဆိုမင်းသွားခြင်းနဲ့ပဲရောက်နေရမှာဆိုအဒီစိတ်ကခေါ်ဆောင်သွားလိမ့်မယ်လို့ပြောပါတယ်။ဒါပေမဲ့ကပီးရတာကိုဘယ်တော့မှအလေးနဲ့မထားခဲ့ပါဘူး။ဒီနေ့မှလည်းလူငယ်တွေအောင်မြင်မှုရအောင်လေ့ကျင့်ပေးရမှာနာမည်ကြီးတဲ့ဂူရူကြီးဆိုတဲ့ပညာရှိဆရာကြီးတူရောက်လာပါတယ်။ကပင်းရဲ့ဖခင်ကသူ့သားကိုဆရာကြီးစီခေါ်သွားပြီးဖြစ်တဲ့မြတ်ပြဿနာကိုဖြေရှင်းပါတယ်။ဆရာကြီးကပြုံးပြီးကပင်းကိုရေအပြေးပါတဲ့ခွက်ပန်းခွက်လေးတစ်ခွက်ပေးလိုက်ပါတယ်။ပြီးတော့အဲ့ဒီပန်းခွက်ကိုကင်ထားပါငါရဲ့ဥယျာဉ်ထဲကိုတစ်ပတ်ပတ်တဲ့အချိန်မှာရေတစ်စက်မှမဖိတ်စေနဲ့လို့ခိုင်းလိုက်ပါတယ်။ကြီးကလွယ်ကူပုံရပေမဲ့ကပင်းလမ်းလျှောက်နေတဲ့အချိန်မှာငှက်တွေရဲ့အော်တန်တီးရဲ့လှုပ်တန်နဲ့အရှားကလေးတွေရဲ့ရမောတန်ကြားနေရပါတယ်။သူကပတ်ဝန်းကျင်ကိုဝိဝဲကြည့်လိုက်ဖန်ခွက်ထဲကရေတွေကဖိတ်ဆင်သွားပါတယ်။သူပြန်ရောက်လာတဲ့အချိန်မှာဖန်ခွက်ထဲကရေတွေကတဝက်လောက်ပဲကျန်မှာတော့ဆရာကြီးကဘာဖြစ်လို့ရေတွေအများကြီးဖိတ်ထားတာလဲလို့မေးတဲ့အခါကပင်းကကျွန်တော်အာယုံပြည့်နေတာလို့ပါလို့ပြန်ပြပါအဲ့ဒီချိန်ဆရာကြီးဒီဖန်ခွက်ကမင်းရဲ့ပန်းနိုင်နဲ့တူပြီးရေကတော့မင်းရဲ့အာယုံစူးစိုက်မှုပဲပတ်ဝန်းကျင်ကအနောက်ရက်တွေကတော့လောကကြီးရဲ့ဆူညံတဲ့နေပေါ့မင်းရဲ့စိတ်ကိုမင်းရဲ့ကျဲပေါ်မှာပဲတည်ရှိနေအောင်မလေးကျင့်နိုင်မင်းဘာမှမသိလိုက်ခင်မှာပဲအရာအလုံးဆုံးချုံသွားလိမ့်မယ်လို့ဆုံးမလိုက်ပါတယ်ဒီတော့မှကပီးတစ်ခုခုကိုနားလည်သွားပါတယ်ဒီနေ့ကစပြီးသူကအသေးဖွဲကိစ္စလေးတွေကနေစပြီးပြောင်းလဲခဲ့ပါတယ်နေ့တိုင်းအချိန်မှအေးရထားတဲ့ဖုန်းသုံးနာကိုကတ်တဲ့ဘာပဲလုပ်လို့အပြေးကအာယုံဆိုင်ပြီးလုပ်ပါရဲ့စိတ်ကိုငြိမ်သက်စေဖို့မနက်တိုင်းမိနစ်အနည်းငယ်ကြာတရားထိုင်မှာအစားပိုင်းမှာတော့ခက်ခဲပြီးသူ့စိတ်ထဲလွင့်ထွက်နေတော့မှပဲဒါပေမဲ့သူကအလျှော့မပေးပဲလက်ရှိလုပ်နေတဲ့အလုပ်စီကိုစိတ်ကိုအမြဲပြန်ဆွဲခေါ်ခဲ့ပါတယ်ရက်တွေကလည်းတည်င်းဘက်တွေပြောင်းလဲလာတဲ့အခါကပီးကထူးခြားတဲ့အပြောင်းလဲကိုခံစားလာရပါတယ်မှတ်ဉာဏ်တွေကောင်းလာပြီးစာမှုပဲအမှတ်တွေလည်းတက်လာပါတယ်တနည်းအကြမှာတော့ခက်ခဲတဲ့ပြဿနာတွေကိုအချိန်ကတည်းကဖြေရှင်းရတဲ့နိုင်ငံဆိုတဲ့နိုင်ငံလုံးဆိုင်ရာပြင်ပွဲကြီးတစ်ခုကျင်းပပါတယ်ကပီးလည်းဝင်ပြိုင်ခဲ့ပါတယ်မိကုနီကအရင်ခက်ခဲ့ပြီးအခြားကျောင်းသားတွေဖြာရခက်နေကြပြီကပီးကတော့တည်ငြိမ်နေပါတယ်သူကဆရာကြီးတင်ပြီးခဲ့တဲ့ရေဖက်ခွက်တင်ငန်းစာအတိုင်းမိကုတစ်ခုစီဒီတိုင်းကိုအာယုံဆိုင်ပြီးဖြည့်ဆိုပါတော့တယ်ရလက်တွေထွက်လာတဲ့အခါကပီးကပထမဆုကိုရရှိခဲ့ပါတယ်လူတိုင်းကသူ့ကိုဝိုင်းဝန်းရှိကြကြပြီးဆရာကြီးကလည်းဂုဏ်ယူစာနဲ့ပြုံးနေပါတယ်ကြီးခင်ကြီးတဲ့စိတ်ဟာပါရမီကံတရားဒါမှမဟုတ်ဉာဏ်ရည်ထက်မြက်မှုထက်ပိုပြီးအစထက်တယ်ဆိုတာကိုကပီးသက်တည်ပြနေ